ကထိန်မှာပုံကထိန်မှာအလူတွေအမြဲတမ်းပြီးတယ်ရွာတော်စံပြကြီးရွာတရွာလုံးစုပေါင်းလို့လားကထိန်အလူပွဲကြီးမှာပျော်ရွှင်သွားစီတန်းလို့လားစီဝရန်သင်္ကန်းဆရာတော်အရှင်မြတ်တို့ကိုတရာဖြူစွာလူပြီးလူဖြစ်ကုသလအရှင်ဝါဒုတိယချိန်ကထိန်မှာလာလာပါပါနှလုံးသားမြတ်လူအလူကြီးပေးနေတာရွာတော်စံပြကြီးရွာတရွာလုံးစုပေါင်းလို့တာကထိန်ရလူပွဲကြီးမှာပျော်ရွှင်သွားစီတန်းလို့လားစီဝရန်သင်္ကန်းဆရာတော်ရှင်မြတ်တို့ကိုတရာဖြူစွာလူပြီးလူဖြစ်ကုသလအရှင်ဝါဒုတိယချိန်ကထိန်မှာလှလှပါပါနှလုံးသားမြတ်လူအလူကြီးပေးနေတာကြီးကြောင်းတိုင်းဗရဏသာသနာစေရတော်သာသနာနဇာဓမ္မစရိယစိတ်တရာမြတ်ခါသိက္ခာရမင်္ဂလာတရာဖြူစွာလူကြီးပေးတဲ့ကိုချင်းမိုးနဲ့ကိုချစ်သိန်းတို့ပါကိုစောနိုင်ရင်ပရဟိတလူငယ်များတို့မှာဒီနှစ်မှတစ်ချိန်သာကျင်းပရလေတာဇီဝရန်သင်္ကန်းတရာဖြူကအလူပေးရလူမနောပီတိတွေဖျားဖြူကရွာတော်စံပြကြီးရွာဘုံကထိန်လူပွဲကြီးမှာကမကြီးချောင်းစီပေါင်းတီကလူနေတာတရားတရားပွားကမြတ်ဖယားသားတော်တန်ဃာတော်အရှင်မြတ်တို့ကိုစိတ်ကူးမျိုးတိတ်ပန်စင်ကနမောင်မျိုးနဲ့အရှင်မြောက်လက်ကရွာတော်အလားစံပြကြီးရွာဘုံကထိန်လူပွဲကြီးမှာကြက်ပြမကြစီကလာပြီတာအဝေးတိုင်းဒေသကြီးနတ်မောင်မြို့နယ်ရွာတော်စံပြကြီးရွာစုပေါင်းမဟာဘုံကတိပွဲကြီးကိုတော်ဝင်ဘုရားကြီးကျောင်းတိုင်းဗရဏသာသနာတဇဓမ္မစရိယကျောင်းတော်ကြီးမှာ1389ခုနှစ်ဇာမုန်လ17ရက်နေ့ကထိန်အောင်မနဲ့ရေသက်ချပွဲကြီးတို့တရားနာကြွရောက်ကြပါရဲ့ဖိတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဘုံကထိန်မှာအလူတွေအမြဲတမ်းပြီးတယ်ရွာတော်စံပြကြီးရွာတရွာလုံးစုပေါင်းလို့တာကထိန်အလူပွဲကြီးမှာပျော်ရွှင်သွားစီတန်းလို့လားဇီဝရန်သင်္ကန်းဆရာတော်အရှင်မြတ်တို့ကိုတရာဖြူစွာလူပြီးလူဖြစ်ကုသလအရှင်ဝါဒုတိယချိန်ကထိန်မှာလှလှပါပါနှလုံးသားမြတ်လူအလူကြီးပေးနေတာရတော်သာသနာတဇာဓမ္မစရိယစိတ်တရာမြတ်ခါသိက္ခာရမင်္ဂလာတရာဖြူစွာလူကြီးပေးတဲ့ကိုချင်းမိုးနဲ့ကိုချစ်သိန်းတို့ပါကိုစောနိုင်ရင်ပရဟိတလူငယ်များတို့မှာဒီနှစ်မှတစ်ချိန်သာကျင်းပရလေတာဇီဝရန်သင်္ကန်းတရာဖြူစွာအလူကြီးပေးလို့မနောပီတိတွေဖျားစေတနာဖြူကရွာတော်စံပြကြီးရွာဘုံကထိန်လူပွဲကြီးမှာကမကြီးချောင်းစီပေါင်းတီကလူနေတာတရားတရားပွားကမြတ်
ဖယားသားတော်တန်ဃာတော်အရှင်မြတ်တို့ကိုစိတ်ကူးမျိုးထိပ်ပန်စင်ကနမောင်မျိုးနဲ့အရှင်မြောက်လက်ကရွာတော်လှဆံပြကြည်ရွာဘုံကတိလူပွဲကြီးမှာကြက်ပြမကြစီကားလာပြီတာ